ဒီလိုလေရင်တန်ကြားရတာပေါ့လေဒီအတန်လဲတော်တော်ကျယ်တယ်တော်တော်လဲမြန်တယ်ပေါ့လေနော်ဒီကျွန်တော်တို့ခေါင်းပေါ်ကနေပဲဒီခေါင်းပေါ်ဆိုတာထက်ဒီခက်လန်းလန်းကနေပဲဒီဖြတ်သွားတာပေါ့လေနော်ဒီလေရင်အပြာရောင်ပေါ့ဗျာကျွန်တော်တို့ပုံမှန်တွေ့နေကြဆိုတော့ဒါ MiG-29 ပေါ့ဗျာကိုယ်လေးလက်ဖက်ကြီးMiG-29ဒီပေါ့ပတ်ပတ်လေကိုဝဲနေတာပေါ့ပတ်ပတ်လေကိုဝဲနေတာတစ်ပတ်ထဲမကောက်ဘူးခင်ဗျဒီ3-4ဘက်ကိုတော်တော်ကိုဝဲလိုက်တာတော်တော်ဝဲတော့ကျွန်တော်တို့ကလည်းဒီပြေးရတာပေါ့လေဖယ်တစ်ပင်လောက်ဒီပါကျွန်တော်တို့ပြေးဖို့အဲ့ဒီမှာ तू ကပြီးတော့စိန်ပေါ် तू ထိုးတက်သွားတယ်ပေါ့ပြီးတော့ तू ပြန်ထိုးဆင်းလာတော့ပုံတီးကြတယ်ပေါ့သူကလို့လေရင်ကကိုယ်ရည်ကြီးတော့ကျွန်တော်တို့ပေါ်ကြလာသလားအောင်မရတယ်ဒါပေမဲ့မဟုတ်ဘူးကျွန်တော်တို့အဲ့ဒီမလန်မကန်တနေရာကြသွားတာတွေ့တယ်တွေ့တော့ကျွန်တော်တို့အဲ့အတန်ကြီးပောက်ကွဲတယ်ကြားလိုက်တယ်ပေါ့လေနော်ဒီမြင်လိုက်တာကတော့သူကဒီလေရင်ကနေပြီးတော့မှဒီပုံတီးနှလုံးကိုစက်တိုက်ပေါ့လေနော်ဒီပေါ့ဒီအတွဲလိုက်ပေါ့လေနော်ဒီပုံတီးနှလုံးကိုအတွဲလိုက်ဒီစက်တိုက်ပစ်ချပြီးတော့မှချသွားတယ်ချသွားတော့ပြီးတော့ကျွန်တော်တို့ဘယ်နေရာလဲဆိုတော့စာတင်ကြောင်းဆိုပြီးတော့မှအလေးမျိုးဒီအချင်းချင်းဒီကျွန်တော်ပြောကြဆိုကြကြားတော့အဲ့ဒီကျွန်တော်စာတင်ကြောင်းကိုကျွန်တော်တို့ပြေးသွားခဲ့တဲ့အနေထားပေါ့ဘုံဒီစာတင်ကြောင်းပေါ်ကိုကြားတယ်လို့ကြားခဲ့တဲ့လို့ဒီကမှရှိတဲ့လူကြီးမှန်နေများသည်ဟာငါတို့ကလေးစာတင်ကြောင်းကိုဘုံသားပြီဆိုပြီးအကုန်လုံးစိုးရိမ်စိတ်နဲ့မျက်ရည်တွေဝဲတက်လာအတန်တွေတော်တော်ရင်တက်လာပြီးတော့မှဖြစ်တာကျွန်တော်တို့အဲ့လိုဒီစာတင်ကြောင်းကိုပြေးသွားတဲ့လမ်းလျှောက်ကြားတယ်ငါတို့ကလေးတွေဘယ်လိုနေလဲမသိဘူးငါတို့ကလေးတွေဘယ်လိုနေလဲမသိဘူးလို့အကုန်လုံးလို့ဖြစ်ကြတာစာတင်ကြောင်းကိုရောက်ချင်းမှာပဲတွေ့ရတဲ့ညီဝင်းကတော့တကယ်သွေးပြတ်ဖွယ်ညီဝင်းပေါ့လေကျွန်တော်ဆိုလို့ရှိရင်ဘာမှဒီမလုပ်ဖဲနဲ့ဒီအကြောင်းအမ်းပြီးတော့မှကြည့်ကြည့်နေမိတယ်ဘာလို့လဲဆိုရင်ဒီအရင်ဆုံးစာတင်ကြောင်းနဲ့မရောက်ခင်ကလေးကနေပြီးတော့မှဒီကြားရတာကဒီအတန်နဲ့ရန်ငွေပေါ့လေရန်ငွေနဲ့ရတယ်ပြီးအတန်ဒီမတုံဘူးပဲနဲ့ကျွန်တော်တို့ဒီစာရီထဲမှာဖတ်ဖူးတဲ့ဒီငရဲဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့အတန်ကတူတယ်ဗျာဒီလားလူတွေကျွန်တော်တို့အော်ဟစ်နေကြတယ်ကျွန်တော်တို့ဒီအမျိုးသမီးဆရာမတွေဒီကလေးတွေကျွန်တော်တို့အများကြီးဒီအော်ဟစ်နေကြတယ်အဲ့ဒီမှာဒီအထင်ရှားဆုံးအတန်တွေကငါသားလေးသမီးလေးတော့သွားပါပြီငါသားလေးသမီးလေးတော့ဒီလိုမျိုးအဖြစ်ဆိုကြုံရပါပြီဆိုတော့မိဘတွေရဲ့အော်တန်ပြီးအကျယ်ဆုံးပဲကျွန်တော်အဲ့ဒီဟာနဲ့စာတင်ကြောင်းလေးဒီရောက်သွားတဲ့အချိန်မှာကျွန်တော်ဒီလေးပဲအဲ့ဘာမှမပြောဖြစ်ပဲနေဗျာလို့ဘာမှပြောမထွက်ပဲနဲ့ရန်အကြောင်းသားနဲ့အကုန်လုံးဒီတိုင်းပဲရက်ကြည့်နေမိတယ်ပတ်ဝန်းကျင်မှာကလေးငယ်လေးတွေရဲ့အလောင်းတွေအများကြီးပဲတချို့ကလေးငယ်လေးတွေမျက်နှာမရှိတော့ဘူးခေါင်းမရှိတော့ဘူးအချို့တွေဆိုရင်ဥလေးပွင့်ထွက်နေတယ်အချို့တွေဆိုလို့ရှိရင်ဒီပေါင်တွေမရှိတော့ဘူးအချို့တွေဆိုလို့ရှိရင်ဒီလက်တွေမရှိတော့ဘူးအချို့တွေဆိုရင်ကျွန်တော်တို့ဒီပုံထောက်တွေဥလေးလီသားတွေဒီတကယ်အပြင်ကိုတဲထွက်ပြီးတော့မှတဲနဲ့လူးပြီးတော့မှတဲပေါ်မှာမဲပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီကလေးတွေရဲ့ဒီသွေးစာသွေးနာတွေဒီလိုသွေးခွက်တွေအဲ့ဒါတွေလည်းအများကြီးပေါ့ဗျာပြီးလို့ရှိရင်ဒီဒီဘုံထိထားတဲ့ဒီတောင်းဆောင်ရဲ့ဘေးပက်လက်မှာလည်းဒီတစ်ပင်တွေကပြတ်ထွက်နေတယ်တစ်ပင်တွေဒီပြတ်ထွက်နေတယ်အဲ့ထဘိုးမှာရှိတဲ့ဒီဓာတ်တိုင်တွေပါတွေကလည်းပဲဒီထိတ်နာမှာပေါ့လေနော်ဒီလုံးဝတိတိပြတ်ထွက်သွားတယ်ဒီဘုံစားမှပြတ်ထွက်သွားတဲ့အနေထားမျိုးတွေမှာလို့စိတ်ဆာမာတွေရောက်နေတာကရှိတဲ့အခါကျတော့အဲ့စိတ်ဆာမာတွေဒီရှိတဲ့နေရာကိုပဲကျွန်တော်တို့ခုနပြောတဲ့ဒီကလေးတွေကိုဒီခေါ်သွားတာပေါ့ကလေးကိုခေါ်သွားကလေးတွေအဲ့လိုမျိုးခေါ်ထုတ်ကြတာကလေးတွေကိုခေါ်ထုတ်ကြတော့အခုချင်းတော့ဒီအသက်ရှင်တဲ့ကလေးတွေကိုခေါ်ထုတ်ကြတာပေါ့လေဒီခုနဒီအချို့အလောင်းတွေကတော့ဒီ dead body တွေကတော့ဒီတိုင်းပဲထားတာနောက်အချို့ dead body တွေဆိုလို့ရှိရင်ဗျာဘယ်လိုကောက်လို့ကောက်အောင်မသိဘူးလို့ခြေပြက်လက်ပြက်ဒီဥတွေတွေထွက်တဲ့ဟာမျိုးတွေတို့အုံနောက်ထွက်တဲ့ဟာမျိုးတွေခေါင်းမရှိတော့ဆိုဘယ်လိုကောက်အောင်မသိဘူးဆိုတော့အဲ့လိုမျိုးdead body တွေကတော့အဲ့လိုမျိုးအရင်မကောက်ကြဘဲနဲ့အဲ့စားသူတို့မိဘတွေပေါ့သူတို့မိဘတွေကပဲဒီ dead body အချိန်မှာအဲ့လိုမျိုးဒီထုံးပွဲကြငုံနေကြတဲ့အနေထားပေါ့သူချင်းတော့ဒီဖြစ်တဲ့ဒီအထူးချင်းတော့ရွာသားတွေပေါ့ရွာသားတွေပြီးလို့ရှိရင်ဒီဒီရွာအနီးနားမှာရှိတဲ့သူတွေအတန်ကြားပြီးဆိုရင်ရောက်လာကြတာရွာသားတွေကရောက်လာကြပြီးတော့မှဒီခုနတန်ရာကလည်းအဲ့လိုရတယ်ဆိုတော့လေတကယ်အပြင်းထန်တန်ရာရကြတာအပြင်းထန်ဆိုတာကလက်ပြတ်တယ်ဆိုလို့ရှိရင်ကလူတဲတဲလေးပဲကြံတယ်ခြေထောက်ပြတ်တယ်ဆိုရင်တဲတဲလေးပဲကြံတယ်အဲ့ဒါကိုတည်ဖို့တော့ကဘယ်လိုတည်လို့
မင်းတော်မှာမသိတဲ့နေထားဗျာဒီလားအဲ့ခါကျတော့အဲ့လိုပဲရလောက်တည်ကြပေါ့ပြီးတော့ဒီဆောင်းလေးယူလာပြီးတော့မှဒီဆောင်းလေးကိုထည့်ပြီးလို့ရှိရင်ဒီအခုဒီမှာကြောပိုးရတယ်ပေါ့လေကြောပိုးရတယ်ကြောပိုးချဒီတစ်ဖက်တယောက်ကနေထိတ်ပေါ့ထိုးသူတွေကြလို့ရှိရင်ဒီပေါ့ဒီဥပိုင်းနဲ့ဒီထောက်ပိုင်းတွေကိုလို့တည်ကြတာပေါ့ဆိုတော့သူတွေကြတော့လေစိုက်ကယ်ရောက်လာတော့ဒီစိုက်ကယ်နဲ့ဒီထိုးဒီစိုက်ကယ်စီးလို့အခြေအနေရှိတဲ့သူတွေကိုစိုက်ကယ်နဲ့တည်ပေါ့အဲ့လိုနဲ့ခုနပြောတဲ့ဒီအဲ့လိုဆေးဆာမတွေရှိနေတယ်ဆိုတော့ဒီနေရာတွေမှာဆေးကူဖို့အတွက်ပဲလောက်ရတော့အဲ့ဒီအချိန်မှာဒီဆေးဆာမတွေကလည်းပဲဒီလိုလောက်ပမာဏများများနဲ့ကလေးကိုသူတို့မြင်ရတဲ့အချိန်မှာသူတို့လည်းတုံ့လောက်တာပဲတုံ့လောက်ပေမဲ့သူတို့လည်းပဲတကယ်ကိုအကောင်းဆုံးကြိုးစားပြီးတော့မှလောက်ကြတယ်ယူဆုံးမရဖြစ်တာပေါ့ဗျာတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာပေါ့လေမိဘပဲအောင်ညားစွာအနေဆုံးကိုယ့်ရဲ့သားသမီးမဟုတ်သည့်တိုင်ပေါ့လေကိုယ့်ရဲ့တူမကိုယ်နဲ့တွေ့ကြမတော်ကြီးတိုင်းအဲ့လိုမျိုးဒီလိုမျိုးဖြစ်ကြတဲ့အပေါ်မှာအကုန်လုံးကဒီဝမ်းနေကြပြူကျော်မရဖြစ်ကြငိုကြွေးကြတဲ့အတန်တွေကတော့ရှန်ထွက်လို့နေတာပေါ့လေအဲ့ဒီစာတင်ကြောင်းကွင်းကြီးထဲမှာဆိုလို့ရှိရင်ကအိမ်တိမ်မှာကလေးတွေလို့မိဘငိုတာမျိုးကိုဗျာဒီကျွန်တော်တို့ဒီကြောင်းကွင်းထဲမှာမိဘကြီးအဲ့လိုမျိုးဖြစ်ကြတာဒီခုနပြောတဲ့ဒီငါ့ရဲ့သားငါ့ရဲ့သမီးငါတို့ခေးစီဆိုပြီးတော့မှအကုန်လုံးကငိုကြွေးနေကြတာပါဒါပေါ့ဗျာငိုကြွေးနေကြတာပေါ့ကျွန်တော်တို့ကိုယ်တိုင်လည်းငိုတာပဲအကြောင်းတွေကတော့ပိတ်ထားတာပေါ့ဗျာပြီးလို့ရှိရင်နောက်ဒီရွာတွေအိမ်တွေမှာကတော့အားကြီးတွေအတူအခမ်းအနားတွေဒါကိုဘာသာရေးနဲ့အညီလုပ်ကြတာပေါ့ခွန်ကြီးသင်ဖိတ်တာမျိုးတွေအခုကတော့အိမ်တိုင်းမှာနေရာတိုင်းမှာမိုးလင်းကနေမိုးချုပ်အားလုံးကတော့ဒီအကြောင်းကြီးပဲပြောကြတာပေါ့ပြီးတော့အကုန်လုံးကလည်းပဲခံစားချက်တွေကအကုန်လုံးရောထွေးနေတာပေါ့ရောထွေးနေတာဆိုတာကဝမ်းနေတာဒီကျုံမရဖြစ်တာပြီးလို့ရှိရင်ဒေါသထွက်တာဒါဒီလိုဟာမျိုးတွေရောထွေးနေတာပေါ့ဗျာခုနပြောတဲ့ဒီရွာသားတွေအနေနဲ့ဆိုလို့ရှိရင်ဒါဒီသတင်းပေးလို့ဖြစ်တာသတင်းပေးတွေကြောင့်ဖြစ်တာဆိုပြီးတော့မှလူမျိုးသတင်းပေးတွေပေါ်မှာတော်တော်လေးကိုဒေါသတွေထွက်ကြပြီးလို့ရှိရင်နောက်တစ်ခုကဒီစစ်ကောင်စီအပေါ်မှာဒီအချက်ဖက်စစ်တပ်အပေါ်မှာခါတိုင်းချက်ကိုပို့ပြီးတော့ရုံရှာမုန်းပြီးတဲ့စိတ်မျိုးတွေဖြစ်လာကြတာ social media ပေါ်မှာမဟုတ်မမှန်တဲ့ကိစ္စတွေပြန့်နေတာကလည်းပဲဒီဘက်မှာရှိတဲ့ဒီရွလူထုကိုတော်တော်လေးဝမ်းနည်းထိခိုက်စေတယ်ဗျာဒီလောက်ထိဒီပွဲခံစားနေရပါတယ်ဆိုမှဒီ online ပေါ်မှာဒါကစကားကတို့လေးလေးလာခဲ့တာမဟုတ်ပါဘူးဒါဒီအဲ့လိုမျိုးPDF တွေကြောင့်ဖြစ်တာပါPDF တွေကဘုံခွဲလို့ဖြစ်တာပါဆိုပြီးတော့မှအဲ့လိုမျိုးပြောကြတာဗျာပြီးဒီကလေးတွေကလည်းဒါအကြမ်းဖက်ကလေးတွေအကြမ်းဖက်အားပေးတဲ့ကလေးတွေအဲ့လိုမျိုးပြောကြတယ်ဒီမှာကအကုန်လုံးကမြင်နေရတာပဲဆိုတာကဒီစပင်ကြောင်းလေးပဲခုနပြောတဲ့ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်မှုလည်းမရှိဘူးဆက်ဆက်မှုလည်းမရှိဘူးဒီလိုနာထတာမျိုးလည်းမရှိဘူးပေါ့ဗျာဒီဆုံးရတဲ့ကလေးတွေပေါ့ဒီလိုအကြမ်းဖက်ကလေးတွေပြောကြတော့ဒါဒီမိဘတွေရောကိုယ့်ရဲ့သားသမီးမဟုတ်သေးတာဒီရွလူထုစီမှာကစိတ်နှလုံးကြီးပွဲရတဲ့အခြေအနေမျိုးဖြစ်တာပဲဗျာ